ပဲလူပါလူတွေကိုလူမြောက်လုပ်ပဲလူပါအဲ့ဒီကတည်းကစကားအဲ့ဒီချောင်းသူအင်းရစားဆိုတဲ့သူခံစားရတဲ့ညမတော်သူတိုးဝင်တယ်ဒီချောင်းသူညမတော်မရမနဲ့သူမြောက်လို့ဆွဲမယ်ဟုတ်တယ်မလားဘာလဲထူလဲဆိုတော့သင်္ဘောပေါ်မှာလေဘီကပွေးကွက်တဲ့ပွေးစီရောင်းတဲ့လူမျိုးဖြစ်နေတာကျွန်တော်တို့သိတော့အဲ့ဒါကြောင့်လူငယ်တွေမပြောင်းလဲတာနောက်တစ်ခါကျရင်ဒီချင်းကိုဇက်ကကိုလိုဒီချင်းနဲ့ကိုလိုစကားပြောမှာဟုတ်လားအော်လို့ကောင်းတာမဟုတ်ဘူးနော်ရှင်မလို့ဘုရားရဲ့ပြမောတော့တက်ရောက်လာပြီဆိုရင်အဲ့မှာကောင်းကြီးပြီလားဖြစ်တယ်ဟာလေလုယာအဲ့ဒီနေရာမှာလေဟာဒီအရေးမှာလည်းရဖြစ်သေးတယ်ဆိုတဲ့လူက၄ယောက်လေမိုက်ကတောင်းလုံးပဲလူချတာအဲ့တော့ကျွန်တော်လည်းမထူပါဘူးဆိုမိုက်ကြောင်ထောက်လို့ပြလိုက်တော့စက်ကလေဒီချင်းဆိုရင်ကောင်းတော့လားစွတ်တောင်းတယ်ဒီချင်းကရိုးနေပြီကွာကြာလာပြီကွာဒီလိုတော့ပဲပလားဆိုကြာနေပြီကွာဒါပေမဲ့ရှင်းလုံးဝင်တော့လည်းလောက်လာတဲ့အခါမှာအဲ့ဒီပူနေပါလေဆိုတဲ့တခြင်းမျက်ရည်ကျတယ်ဟာလေလုယာအဲ့တော့ဘုရားကကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ရဲ့မိဂုဏ်တွေအဖြစ်ကိုပေးချင်တာဖြစ်အာမင်မိဂုဏ်ကျွန်တော်တို့ဗိမာန်တော်ရောက်လာတယ်ဆိုတာတကယ်တော့ကျွန်တော်မိဂုဏ်ယူလာဒီကိုရောက်ရင်ပါလေနှုတ်ကပတ်တော်ထဲမှာကြားလာတယ်ပါလေအရင်ကဘုရားလူကြီးကြီးတွားနေဆိုတော့တွားဆူတောင်းတာဒီတိုင်းမဟုတ်ဘူးအကောင်လုံးပြင်ဆင်လာတယ်ရစ်ပူစုံလို့လည်းပြင်ဆင်လာတယ်အိမ်မှာအကောင်ဆုံးတိုးတွေစက်တီနွားတွေယူလာတယ်ရွှေတွေငွေတွေယူလာတယ်ပြီးမှဘုရားလူကိုပြီးတော့ဆူတောင်းခိုင်းတယ်အဲ့တော့ပြင်ဆင်လာတာဖြစ်အခုကျွန်တော်တို့မပြေစုနိုင်ရထုံးနေပြီစီရပုံစံနဲ့ခေါင်းဘာမထားလေးကဘူးပြေချမဟုတ်ဘူးလက်ရှိတိုင်းနိုင်ငံကိုပြောင်းလဲလုပ်ချင်ခဏအရာရာလေးလို့ချုပ်တည်ပြီးစီအာမင်ဒါလေးပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အတိတ်တော့တခုခုကြီးကြားတဲ့အခါမှာဒီနေရာမှာဘုရားအလတ်လုပ်တယ်ဒီနေရာမှာဘုရားခင်ညမတော့ရှိဒါပေမဲ့လူမပြောင်းလဲတယ်ပါဝင်ပြီးတော့ဆရာနဲ့လက်တွဲတဲ့လူတွေကစက်ကမှုအားနေတယ်။ခင်ဗျာဒီမှာအော်တာဝမ်းသာတယ်။ဒါပေမဲ့အိမ်မှာဘယ်နဲ့ဘယ်လိုနိုင်ဖက်။အာမင်။ကျွန်တော်ပြောပြမယ်။အလုံးလုံးလို့အာဗြဟံကောင်းစားတယ်။ဘုရားကိုကိုးစားလို့ရှိတယ်။ဟာလေလုယာ။ကျမ်းစာထဲမှာကြိုးစားဆိုတော့တလုံးမပါဘူး။ကြိုးစားပြီးလောက်ရမှာတခုပဲရှိတယ်အဲ့ဒါပဲ။ကြိုးစားယုံကြည်။ကြိုးစားပြီးယုံကြည်အောင်။ဘုရားကိုးစားခြင်းထဲမှာပဲဘုရားကအလုံးလုံးလို့ရတယ်ငါဘာမှမတတ်နိုင်ဘူးကွာငါအတိကိုစားတဲ့နေ့ကနေပြီးတော့ငါအပြစ်သားဖြစ်ပြီးတော့ငါကြရှုံးပြီးကြတဲ့ကယေရှုအပြစ်မို့ငါဘာမှလုပ်လို့မရဘူးအခုတော့ယေရှုအပြစ်တော့ဘာမှလုပ်လို့မရတဲ့ဟာကြီးအဲ့တော့ကိုးစားခြင်းနဲ့သွားမှာဖြစ်တယ်ဟာလေလုယာကျွန်တော်နဲ့ we need to spend our time with God ဘုရားရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ကလေကိုယ့်ရဲ့အချိန်ကိုအသုံးပြုဖို့လိုတယ် Facebook မှာခင်ဗျဘောလုံးဘောကြည့်တယ်လို့မျိုးဘောလုံးပွဲကြည့်တယ်လို့မျိုးဟိုမှာလက်ဝဲပွဲတွေကြည့်တယ်လို့မျိုးခင်ဗျာကြည့်ပါကြားစားဖို့ဘုရားကောင်းကြီးကိုပွဲလို့မရဘူးဖြစ်တယ်ဟာလေလုယာလောကဘာလို့ဝင်ထားတော့မလားကိုယ်တိုင်ရအောင်ဖြတ်အဲ့တော့ကျွန်တော်တို့ဒီကဒီဓမ္မရာဇဝင်ဒီထဲကအကြောင်းအရာလေးနည်းနည်းတော့ပြောလို့စတယ်နည်းနည်းလောက်ရအောင်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး1နော်1ကိုကျွန်တော်တို့ကျမ်းစာအုပ်ပိုင်ခွင့်မပါလို့ရှိရင်ဇာမေလာ315ကျွန်တော်ကျမ်းစာအုပ်လို့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး1အငယ်1ကနေပြီးတော့ကျွန်တော်တဖြည်းဖြည်းဖတ်အောင်နော်ဖြည်းဖြည်းဖတ်တိုင်းလည်းကျွန်တော်ဟောယူရအောင်ကဲရပြီလားရပြီလားဓမ္မရာဇဝင်ပထမဆောင်ဧဖရိမ်မြို့သားဟောရပြီတင်းနေတော့ဧဖရိမ်မြို့သားno ငါချစ်ပါလို့ဧဖရိမ်မြို့သားကဲရပြီဆိုပါမယ်တင်းတော့ဧဖရာမြို့သားဇုဖာတော်ကိုအေလီယေမယာမစေတယ်ဧဖရိမ်တော်မှာယာမတေဇုဖေကိုလည်းညီတော့အေလာကနာရှိတော့တယောက်ရှိတဲ့ထိုသူဒီဘုရားတယောက်ရှိတယောက်ကဟန္တာတယောက်ကပေနိနာရှိပေနိနာ၌တာသမီရှိဟာနာ၌မရှိအေလာကနာဒီကောင်းကင်ဘုရားရှိတော်ဘုရားကိုကိုးကွယ်၍ရစ်ပူဇော်ခြင်းက
မိမိနေရာမျိုးမှာရှိတော်မျိုးတို့နှစ်တိုင်ပွားနေရှိထာဝရဘုရား၏ယေဘရဟိအေလီတာဟောပနုယေပိနာတို့သည်